မြတ်တဆုံးနာတာဘာဟောမှပြောတယ်မြတ်တဆုံးနာတာတိတိတန်နာတို့ဒီနေ့နောက်တိလာကဟောဘာဟောမလဲတိလာကအဲ့ဒါဒီလိုမြတ်တဆုံးနာတာဒါလုံခဲ့တဲ့ဘုန်းကြီးနှစ်30ကျော်လောက်ဣန္ဒြာနဲ့အဲ့ရခိုင်ရိုးမှာအဲ့မှာတော်ထွက်ပါအဲ့တော်ထွက်တဲ့အခါကျတော့အဲ့ဒီမှာဘုန်းကြီးတရားဟောတရားလုံးဘုန်းကြီးကဘာဟောလဲအဲ့ဒီမြတ်တဆုပ်နာပါကြောင်းဘာဟောလဲမြတ်တဆုပ်နတ်သားဆိုတာနတ်ပြည်ကြောင်းရလားအဲ့ရနတ်ပြည်ကြောင်းဒီပြင်ဘုန်းကြီးတွေဟောတယ်ဗျာအရှင်ဘုရားလည်းဟောတယ်အဲ့တော့နတ်ပြည်မှာနတ်သားတစ်ယောက်မှာနတ်သမီး900 1000တရားမင်းတို့များနတ်သမီးတွေများပါတဲ့နတ်သမီးတွေပါဖြစ်တယ်အဲ့ဒါလူပြည်ကြတော့ဒကမနဲ့တကားသိကွာချက်မရှိနတ်ပြည်ကြတော့ကွာချက်ရှိမရှိဘူးလားရှိလားအဲ့ဒါဘာကြောင့်ပါလဲဗျာမသိကြဘူးလားအဲ့ဒါလူပြောမေးဟုတ်မေးတော့ဘုန်းကြီးကဘာဟောလဲအဲ့ဒါလေးနည်းနည်းလေးပြောထားတယ်ဒီနတ်ပြည်မှာနတ်သမီးတွေကဘာကြောင့်များလဲတို့ကောင်းမှုကုသိုလ်လုပ်တဲ့အခါမှာနင်တို့လူပြည်မှာကြည့်ဒကမနဲ့တခါနဲ့ဒကမနဲ့ထိတ်ဆုံးတော့တရားလုပ်လဲဘယ်လိုလုပ်လဲဆိုတော့ဘုန်းကြီးတွေဆုံးကမယ်အလှပေးမယ်ဘာညာဆိုချက်ပြုတ်တာတွေကဘာလို့လဲဒကမလေးမချက်ဘူးလားတရားဆုံးတော်တင်နေပန်းရည်တံကတ်တဲ့စီမီထုံးနေကြလားအဲ့ဒါကြီးရတယ်ဒကမလေးမလုပ်ဘူးလားတော့လားဒီနေ့ဒကာလေးအဲ့ဒါကြတော့ကိုယ်နဲ့မဆိုင်ဘူးလို့ကတ်ဘယ်လိုလုပ်ကတ်လဲဆိုတော့ဘုန်းကြီးကဆွမ်းလာတယ်ဘုန်းကြီးဆွမ်းတာခံနဲ့လာတော့လေသူကသတင်းစာကြီးလက်ထဲမချဘုရားမှာပဲနဲ့မိဘတွေကလာပြီးတော့လာတော့ဒကာလေးကုသကောင်းကြီးရတယ်တော့ဟမ်ရလားသူကြည်တန်ကောင်းမှုကုသိုလ်လုပ်တဲ့အခါမှာနဲ့ဒကာနဲ့ဒကမနဲ့ဘယ်သူကများလဲဒါဒီမှာတွေမဟုတ်ဒီပြင်ကြောင်းနေမှာဒီလိုပဲကြလားဒကမတွေကများတယ်ကုသိုလ်ကောင်းမှုလုပ်တာဘယ်သူကများလဲဒါကြောင့်မနေလို့ဒီတိုင်းနတ်ပြည်ပဲရောက်တယ်ဘယ်ရောက်လဲဘာလို့နတ်ပြည်ရောက်လဲကောင်းမှုကုသိုလ်လုပ်လို့ဘာလို့နတ်ပြည်ရောက်လဲဘောပေါက်ရလားဟုတ်ပြပောက်ချင်ဒီပဲသားကြအဲ့တော့ဘုန်းကြီးအဲ့ဒါလေးစထားလိုက်ဒီကားတော့ဘာလုပ်လဲပြီးတော့လေနဲ့ညာနဲ့လုပ်တယ်လေညာဆိုတာကိုင်းလို့နော်သူကဘာပြောလဲလေနဲ့ညာနဲ့လုပ်တယ်ဘာပြောလဲနောက်မှပြတ်ဆက်တယ်နော်အဲ့ဒါလေးတိလက်ကလေးထားဒီဘက်ပြန်တော့အဲ့တော့အမျိုးသမီးကြီးကကောင်းတဲ့နေရာမှာထိတ်ဆုံးအောင်ဘယ်လိုလုပ်လဲဒီလိုတကားလေးပစ္စည်းရှာပြီးတော့သွားမိမသွားသမီးသွားဘသူသွားအဲ့ဒါကြီးလှုပ်တယ်သူကတော့မသွားဘူးကြောက်မလို့ကြလားသမီးတွေမိမတွေမလှုပ်ဘူးလားလွတ်လားဟိုပုဂ္ဂိုလ်တွေကလာတယ်လေကဲထားကြပါအဲ့တော့ခုဘာဟောမလဲဆိုတော့တိလှကဟောကြဘာဟောမလဲခုနကဘာလဲမြတ်တဆုံနာတာဘာဟောလဲပြီးတော့မှအဲ့ဒါဆက်တိလှကဆိုတော့နင်တို့မှတ်တာနော်ပြီးကြကြပါဘုရားဟောတာနင်တို့လူတိလှဆိုတာ5ပါးရှိတယ်လူတိလှဘယ်နှပါးရှိလဲ5ပါးကြားလားလူတိလှ5ပါးဒါအနည်းဆုံးပြီနော်နောက်8ပါး10ပါးဆိုတော့ဒါရင်ဖယင်ကပြီလား10ပါးကြတော့ကုန်းကလူတိလှမရှိတော့ရှိသေးလားမှတ်မိလား
ကိုသီလကိုနားလည်ရမယ်နော်10ပါးအထက်မှာမရှိဘူးသီလကုန်ပြီနားလည်မလားနားလည်နောက်တစ်ခုသွားကိုရင်က85ပါးရှိကိုရင်ဘယ်နှပါးကိုရင်သီလဘယ်လောက်ရှိတယ်ယဟန်ကြတော့229ပါးရှိတယ်ယဟန်ဘယ်လောက်ရှိလဲ229ပါးရှိတယ်ဒါကြောင့်လောကမှာလူလောကနတ်လောကဗြဟ္မာလောကမှာမြင့်တဲ့ပုဂ္ဂိုလ်မြတ်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ကဘုရားအမှုရှိတယ်သံဃာလည်းရှိတယ်တိတိမရှိဘူးရလားဘာလို့လဲသီလများလို့ဘာလို့လဲအဲ့ဒီပုဂ္ဂိုလ်တွေပူဇော်ပတာကြောအယုတိပြုရမနေလို့တည်လို့ရှိရင်အပယ်လေးပုံပါတော့ဘယ်မှလွတ်လဲလူတန်းလို့ရှိရင်လေယာမြေကောင်းတစ်ဖွဲ့ကြီးကျယ်တော့ကုသိုလ်ရပါပဲဘာရလဲဘာလို့ရလဲသီလများလို့ဘာလို့ရလဲနားလည်မလားဒီလောက်ဒီတော့ဒီအသေးစိတ်ကတိပင်ပုဂ္ဂိုလ်ရှင်းကဲဒီဘက်သွားကြတယ်အဲ့တော့လူသီလဘယ်နှပါလဲတိတိကျကျနာနော်အရှင်းပြန်မယ်လားပါဏာတိဘာတာဝေရမဏိဒိဋ္ဌာဝရံသမာရိယာမိပါဏာတိဘာတာသူများ၏အသက်ကုသခြင်းမှဝေရမဏိရှောင်ခြင်းမှ၏ဒိဋ္ဌာဝရံဒိဋ္ဌာဘုဒ္ဓတော်များကိုသမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဘုရားသူများအသက်တတ်တော်မယ်လို့ဆိုရင်ရိုက်မယ်ထိုးမယ်ခုံမယ်တတ်မယ်ဆိုရင်ဒကာနဲ့ဒကမနဲ့ဘယ်သူကရှိရလားလဲလာပြီးတာသူ့လို့အပေကြတာအလကားကြတာပေါ့ဒီနေရာကြတဲ့သူထွက်ပြီခုနနေရာမှာနောက်ကနေနေတာဟုတ်ကြလားအေးဒီကြတာတို့ကျမ်းဂန်ရဆိုတော့ဘုရားဟောတာအချင်းသားသူများအသက်လက်တဲ့ပုဂ္ဂိုလ်ဒီမနေလို့တည်လို့ရှိရင်ငရေပြည်ရောက်ပါတယ်ဘယ်ရောက်ရလဲအေးငါငရေကန်းတော့မဟုတ်ဘူးနောက်တော့တွေ့တယ်လို့ပဲငရေပြည်ရောက်ပါလေအဲ့ဒါငရဲပြည်ကတက်လာတော့တရိစ္ဆာန်ဖြစ်ပါပဲဘာဖြစ်ရလဲအေးသူများသတ်ဖြတ်ပြီးတော့စားဖို့အဲ့ဒါလေးဖြစ်တရိစ္ဆာန်ကိုသူများတတ်လို့မရဘူးဘလောက်အတတ်ခံလဲ900ဘလောက်လဲကိုကတကောင်နဲ့တတ်တယ်ကိုကဘဝ900ပြန်ပြီးတော့တတ်ခံရလားကောင်းရလားအေးကိုတတ်ချင်မကြောက်ဘူးလားအေးအဲ့ဒါကြောက်တယ်ဆိုရင်အဲ့လူများပြီးခြင်းပါသလားမေးပြောတယ်တရိစ္ဆာန်ဖြစ်ခြင်းပါသလားမေးဖြစ်လားအေးမဖြစ်ချင်ခြေသားတို့သူများအသက်မတတ်နဲ့အဲ့ဒါကိုရှောင်ကျင်တာကိုသီလလို့ခေါ်တယ်ရှောင်ကျင်တာဘာခေါ်လဲမှတ်တော့နော်နံပါတ်2ပါကြနံပါတ်2ကအဒိဏဒါနာဝေရမိဒိဋ္ဌာဝရံသမာရိယာမိအဒိဏဒါနာသူများ၏ပစ္စည်းကိုခိုးယူခြင်းမှဝေရမဏိရှောင်ခြင်းမှ၏ဒိဋ္ဌာဝရံဒိဋ္ဌာဘုဒ္ဓတော်များကိုသမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဘုရားသူများပစ္စည်းခိုးမယ်တိုက်မယ်လူမယ်ဆိုရင်ဒကာနဲ့ဒကမနဲ့သူကရှေ့ဆုံးအေးသူတို့ထွက်တယ်အဲ့တော့သူများပစ္စည်းခိုးတဲ့ပုဂ္ဂိုလ်ပါအဲ့ဒီပုဂ္ဂိုလ်ကမနေလို့တည်လို့ရှိရင်အပေငရေကြတယ်ဘယ်ကြလဲအပေငရေမှတက်လာပြန်တော့လူစင်းရဲ့ရှင်းရတဲ့ပုဂ္ဂိုလ်ကကုလူကျင်တာညရလားမရဘူးဆိုတော့မဆင်းရဲဘူးလားအဲ့လိုမျိုးဆင်းရဲခြင်းမလားမေးပြတာအေးခြေသားတို့သူများပစ္စည်းကိုမဖိုးအောင်မတက်ရဘူးကြလားမပြည့်စည်ရဘူးမီးမရှို့ရဘူးကြလားအဲ့ဒါကိုရှောင်ကျင်တာကိုသီလလို့ခေါ်တယ်ရှောင်ကျင်တာဘာလို့ခေါ်လဲဘယ်နှမျိုးရတော့လဲမှတ်တာနော်အခုဆရာဟောတာဘာသီလလဲလူသီလ5ပါးသီလကိုဟောတာနော်5ပါးသီလဘယ်နှပါလဲနံပါတ်3ကာမိတုမိစ္ဆာစာရဝေရမိတိဋ္ဌာဝရံသမာရိယာမိကာမိတုမိစ္ဆာစာရမိမိလျောက်ကြသားမယမတပါ
အခြားသာသမီသားမယားတို့ကိုမေရုံကြည်ခြင်းမှာဝေရုံနှင့်ရှောင်းခြင်းမှာတိတ်္ခာဗရံတိတ်္ခာဗုဒ္ဓသမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဗျာတချို့မရင်ငင်နေတယ်ဆိုတာမကြောက်ဘူးလားအေးသူတို့ကပြောမိမကြီးကရေးဆက်လက်ဆင်းရဲအဲ့ဒီပုဂ္ဂိုလ်အဲ့ဒါပစ္စည်းဥစ္စာတွေနဲ့လူဆွဲပြီးတော့သူများသားမယားသားသမီးဖြတ်စည်းတဲ့ပုဂ္ဂိုလ်ရုပ်ရည်ယူပကာယဖြတ်စည်းတဲ့ပုဂ္ဂိုလ်ယာရုဌာနန္တရဖြတ်စည်းတဲ့ပုဂ္ဂိုလ်ရလားအဲ့သူများသားမယားသားသမီးဖြတ်စည်းတဲ့ပုဂ္ဂိုလ်မှန်တယ်မနေလို့တည်လို့ရှိရင်ငရဲကြီးပြောင်းတရားသူတို့ကြတဲ့ငရဲကဘာနဲ့အလားသဏ္ဍာန်တူလဲမင်းတို့မိအိတ်ထဲတော့ကိုကြီးကစူပွက်နေတာမတွေ့ဘူးလားမယိုးရေဦးရေလေအဲ့ဒီမှာပဇွန်ကြီးငါးကြီးပြုတ်တယ်လို့ပဲတဲ့ဘာတယ်လဲအဲ့ပဇွန်ကြီးငါးကြီးပြုတ်လိုက်တယ်အခါကျတော့ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်မဖြစ်ဘူးလားအဲ့ဒီလိုပဲအဲ့ဦးရေမြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်အိုဟင်းအမြဲဒလစဆင်းရောင်ငရဲလို့ခေါ်တယ်ကြလားတချို့ကြတော့အောက်ကမြည်ရင်းနဲ့ပဇွန်ကြီးငါးကြီးကြော်တော့တွေ့ဘူးအေးဓာရီနဲ့လှမ်းနေနဲ့ခုံဖြတ်ပြီးတော့ထိုးခုတ်အဲ့ဒီဟိုဘက်ဒီဘက်လှမ်းလိုက်ထိုးလိုက်ခုံလိုက်အိုဟင်းမိအပေါ်ကဒေဦးတဲ့မှာကြလားအဲ့ဒါဆိုတော့ခံရတာမဆင်းရဲဘူးလားခံရဲလားအေးမခံရချစ်သားတို့အဲ့ဒါမလုပ်နဲ့ကြလားအဲ့ဒီပုဂ္ဂိုလ်ဟာဒီတို့ပါလေလူဖြစ်ပြန်တော့အိဋ္ဌိလေပုံလေဆိုတာမကြဘူးလားမိမမဟုတ်ယောက်ျားမဟုတ်ပေါ့ကြလားအဲ့ပုဂ္ဂိုလ်မျိုးတွေနောက်မိမဖြစ်ပြန်တော့လေယောက်ျားများတဲ့မိမမျိုးပဲယောက်ျားများတဲ့မိမကောင်းရအဲ့လိုမျိုးဖြစ်ချင်ပါသလားမင်းဖြစ်တယ်အေးအဲ့ဒါကိုရှောင်ကျင်တော့တိထလို့ခေါ်တယ်စိတ်သားတော့မလုံးနဲ့ဘောပေါက်လားအဲ့ယောက်ျားမိမဖြစ်တဲ့လမ်းပေါ့ယောက်ျားဘာဖြစ်လဲအေးတော့မလုံးအောင်ဘူးသဘောပေါက်လားဘယ်နှမျိုးရလဲနံပါတ်4ဘုရားဝါဒဝေရမိသိက္ခာပရဏဝါရိယာမိဘုရားဝါဒမဟုတ်မမှန်သောတရားတို့ကိုပြောဆိုခြင်းမှာဝေရမိရှောင်ခြင်းမှာသိက္ခာပရဏသိက္ခာဘုဒ္ဓမြတ်သမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဘုရားဘုရားပြောတယ်ဂိုင်းစီရပရိဒါကြားလား3ပါးလုံးရင်ပြီးပါတယ်4ပါးလုံးရင်ပြီးပါတယ်ဘုရားမပြီးဘူးလေကြားလားအဲ့မူသားပြောတဲ့ပုဂ္ဂိုလ်ဒီမနေလို့တီးလို့ရှိရင်အပယ်4ပုံကြပါတယ်ဘယ်ကြလဲအဲ့ဒီကလွတ်ပြန်တော့လူဖြစ်လာပြီမင်းမဖြစ်နိုင်ဘူးတဲ့ဘာတယ်လဲအာနဇက်မရှိဘူးတဲ့ဘာတယ်လဲမင်းဆိုတာအာနဇက်ရှိရတာတတိဖြစ်ဖို့တည်းမလွယ်ပါဘူးတတိဆိုတာအချွေရမ်းနဲ့မနေရဘူးလားဩဇာရှိရတယ်ကြားလားအဲ့တော့ခုနမင်းမဖြစ်ဘူးအချွေရန်ခုနဩဇာမရှိဘူးဆိုရင်တတိဖြစ်ဖို့မလွယ်ဘူးဆိုတော့ကောင်းရလားအဲ့လိုဖြစ်ချင်ပါလားမင်းဒီတန်းအေးမဖြစ်ချင်ဘူးဆိုရင်ဘုရားမပြောနဲ့အဲ့ဒါကိုရှောင်ကျင်တော့ပြီးလားလို့ခေါ်တယ်သဘောပေါက်လားဘယ်နှမျိုးရလဲ4မျိုးသုရမေနာမြစ္ဆပမာဏဌာနဝေရုဏိတိက္ခာပရံသမာရိယာမိသုရမေနာမြစ္ဆပမာဏဌာနဗိမိငတော်လောစာရဲ့မူရစီတတ်သောတိယတုကိုတောက်ချင်းပါဝေရုဏိရှောင်းခြင်းမှာသိက္ခာပရံသိက္ခာဘုဒ္ဓမြတ်ကိုသမာရိယာမိကောင်းစွာဆောက်တည်ပါ၏ရှင်ဗျာအဲ့ဒါနင်တို့အရက်တောက်တဲ့ဘုမရှိဘူးလားသူတို့ကြတဲ့ငရဲကဘယ်လိုတော့ဆိုတော့ဘင်းပုတ်ငရဲဘာငရဲဘင်းပုတ်ငရဲရဲ့တဏ္ဍာမိဘာနဲ့လားတဏ္ဍာတူလေဆိုတော့နင်တို့တပြေလုံးမှာချီးနေစုလိုက်မမြောင်အလွန်ကြီးကျယ်တဲ့ကြီးနဲ့ထည့်ပြီးဗလားထည့်ပြီးဗလားသေးလေးနဲ့ပြောလိုက်တာပြောသွားပါ
အယက်သမားဆောက်ထုတ်ချလိုက်ကြမသွားဘူးအဲ့ဒါတက်လို့မရဘူးစားခြင်းအဲ့ဒါတို့စားဘောပါဒီနန်းစောမနေဒါကြောင့်ဘုရားခြေသားဘာနဲ့အလားတန်တန်တူလေဆိုတော့ကိုတူးထူလိုက်တဲ့ပုဂ္ဂိုလ်သူပါပဲဘာနဲ့တူလဲကိုယ့်ကိုဖြစ်စီပြတာဘယ်တော့မှဖြစ်စီတယ်မှတ်မိလားခြေသားဝက်ပုတ်ကိုလက်နဲ့ပုတ်တယ်လို့ပဲတဲ့ဘာရလဲဝက်ပုတ်ကိုလက်နဲ့ပုတ်တဲ့အခါမှာနန်းစောမလားဝက်ပုတ်ဒီမနမ်းလားကိုယ်ရဲ့စင်တဲ့သူများတဲ့စင်တဲ့မစင်ဘူးလက်နဲ့ပုတ်တဲ့နောက်စင်ပြီပေါ့ရလားအဲ့တော့အယက်သမားများဒီလိုပဲချမ်းသာမှုဘယ်တော့မသိသူများတဲ့ချမ်းသာမှုမလုပ်တော့ရလားညောင်ညက်သူတန်ကြားလာတဲ့စိတ်ဆင်းရဲအဲ့ဒီအိမ်နဲ့မကောင်းနော်နန်းစောငါခေါင်းမတကောင်နဲ့တလှီလုံးပုတ်တယ်လို့ပဲအဲ့တော့အယက်သမားရှိပြီဆိုနန်းစောကောင်းရလားအဲ့လိုအဲ့ပုဂ္ဂိုလ်ကဘွဲပုဂ္ဂိုလ်လက်နဲ့ပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်ကိုတူးဖြူတယ်ကိုယ့်ကိုဖြည့်စီအဲ့တော့မနေလို့တည်တဲ့အခါကျတော့ခဏဘယ်ရောက်လာလဲဘယ်မုတ်ကြီးဘယ်ရောက်လာလဲအဲ့ဒါကိုနင်တို့စားခြင်းပါဖြစ်တယ်အဲ့ဒီရောနေခြင်းလားမေးရင်အဲ့ဒီနေရာကိုကြာခြင်းလားမေးရင်မကြခြင်းဘူးဆိုရင်ခြေသားအဲ့ဒါမလုပ်နဲ့အဲ့ဒါကိုရှောင်ကျင်တော့ပြီးလာလို့ခေါ်တယ်ရလားဘယ်နှမျိုးရလဲ၅မျိုးဆင်းရဲပြုံးပြုံးဒီလိုရပါတယ်ပြန်သွားဒါဘုန်းကြီးလွန်ခဲ့တယ်ဒီသူဘယ်လောက်လဲဆိုတော့18နှစ်လောက်ကွန်မြူနတီရောက်ဒီတက်ကပူတရားဒီတရားလာအားထုတ်ဆရာတော်အရက်ဟာလက်လို့မဟုတ်ပါဘူးလားဗျာဘာတယ်လဲအရက်ဟာဘာတယ်လဲဒီလိုမကြောက်ဘူးလားအရက်ဟာတက်တာလို့တယ်ဘာတယ်လဲမိချိတ်ချိတ်ပြရဘာတယ်လဲတက်လို့ဒီလိုစကားရတည်ဒီကြီးအကုန်ဟောပဲရှိမရှိနေမိကြတာဒါမှရှင်းတော့မယ်နင်တို့အောင်ဒုက္ခဓမ္မယတ္တတရားလာအောင်တဲ့ဘာမှမသိဘူးပဲမှတော့ကြလားဘာလို့လာကြလဲသိကျင်လို့ဘာလို့လဲနားလည်အောင်လို့ကြလားမေးစရာရှိဒီစရာအကုန်ဖြေတယ်ဆိုတော့မကောင်းလားဒီနောက်နင်တို့မေးစရာရှိတဲ့စာလေးရေးတာအကုန်ဖြေမဲ့စရာကြလားကတိတထားကြပါလားအရက်အပါးနဲ့တက်လို့ပါတယ်လေအဲ့တော့အရက်ကတက်လို့ဆိုတော့ဘုန်းကြီးစဉ်းစားကြည့်လို့ရတယ်တိတိဖုန်ရှိအနိုင်ယူလာလားဆိုတော့အောင်သူကဆရာတော်လည်းသူကတောင်မေးတယ်အရက်အတက်လို့မဟုတ်ပါဘူးလားဗျာကဲနင်တို့ဒီထဲမှာတက်လို့စားတဲ့ပုဂ္ဂိုလ်တွေမပါဘူးလားပါဖြေလေမပါဘူးလားနင်တို့ကဘယ်လိုမဖြေနင်တို့တစ်ခါတည်းမစားဘူးလားဖြေရတယ်ဆရာမေးနင်တို့မသိကြဘူးလားမသိကြင်ကမဟုတ်မသိကြင်တော့ဒါသမီးမသိကြင်လားအဲ့တက်တော့ကဲအရက်ဓမ္မတက်တော့နင်တို့တက်တာလို့ဘာလို့စားပါကလေးမင်းဖြေတာကုသိုလ်လူကြီးလို့ဘာလို့ကြလဲဘယ်လိုလုပ်ကုသိုလ်ရပါကလေးမင်းရင်ငါအတွက်နဲ့သူများအသက်မသေးပါသေးနဲ့ဒီလိုစေတနာနဲ့မဟုတ်လားမဟုတ်ဘူးလားအဲ့ဒါလေးနဲ့ငါအတွက်ငါအသက်မစားဘူးဒီလိုတက်လို့စားပါတယ်ဒီလိုမဟုတ်လားကဲခုအရက်သမားလည်းသူတက်လို့ဖြေကြတဲ့နင်တို့တက်တာလို့စားတာပေါ့အရက်သမားပူရလားနင်တို့တက်တာလို့ကကုသိုလ်ရတယ်ဟိုကအရက်သမားလည်းသူကကုသိုလ်ရတယ်ဒါပြောကြတော့ကဲဖြေကြတယ်ဘယ်သူပြေးမလဲဟမ်ပြေးနိုင်ရလားဟမ်မသိကြင်လားတိတိကျကျနာနော်ဒါသူအကွက်ကလေးသူဘုန်းကြီးဟောမှာတက်လို့ရအကြောင်းဟောမှာကြားလားတခုတကွက်ပေါ်သွားမယ်နင်တို့သိကျင်တာလေးအခုပါအောင်ကတ်ထားကြတယ်အရက်ပါတယ်တော့အရက်ပါတယ်တဲ့ဘုညက်စဉ်းစားကြည့်တယ်ဟုတ်တယ်ပေါ့အရက်တဲ့အသက်မပါဘူးပါတော့ပါတယ်မပါဘူးဒါကြောင့်သူတိတိကျကျတက်ကြည့်ပြီးပါသူကလည်းကြိုက်တယ်နဲ့သူကကတ်ထားကြပါအဲ့ဒါနဲ့
ရှင်ဘုရားတဲ့တတိတော်တို့ကလက်တွေ့သမားကြီးတဲ့ဘာလို့လဲကိုတွေ့မှယုံတယ်ဘာလို့လဲပြောတိုင်းမယုံပါဘူးတဲ့ဘာလို့လဲအဲ့ဒီပုဂ္ဂိုလ်မရှိဘူးလားရှိလားဒီလိုဒီထဲမှာလက်တွေ့သမားတွေမရှိဘူးလားရှိလားရှိတယ်အဲ့ဒါနဲ့ဘုန်းကြီးအေးဟုတ်ပြီဒါနဲ့ဘုန်းကြီးမေးကြည့်တယ်တကားလက်တွေ့သမားကိုတွေ့မှယုံတယ်ဆိုတော့ဟုတ်ပါလားပြောတာဟုတ်ပါတယ်ဗျာဘာလဲလဲဒီအဲ့လိုပြောတာမာကျိုးချလာရလားဒီကြကြနာနော်ဒါတော့များသောအားဖြင့်လူငယ်တွေကဒီစကားလေးတွေကြတယ်ထိုက်တယ်နဲ့တော့ကြီးလူကြီးလို့ကဲတိတော့ထားကြတော့လက်တွေ့သမားဘာလဲလဲပြောတိုင်းမယုံပါဘူးတဲ့ဘာလဲကိုတွေ့မှယုံမယ်တဲ့ဘာလဲဒါနဲ့ဘုန်းကြီးမေးကြတယ်ဟဲ့တကားဒါမဲ့ဘုန်းကြီးမေးတာဖြေသမှာဟောတကားလက်တွေ့သမားကိုတွေ့မှယုံမယ်သူများပြောတိုင်းမယုံဘူးဒီလိုပြောတယ်မဟုတ်လားဟုတ်ပါတယ်ဗျာကဲဒါမဲ့ဘုန်းကြီးမေးမယ်တကားဖြေကြည့်တာတကားမှာအဖေရဲ့အမေရဲ့မရှိဘူးလားမေးဖြေကြတာနဲ့မရှိဘူးလားရှိလားကဲနင်တို့မမွေးခင်အဖေတွေအမေတွေကဘာတွေလုပ်နေတယ်လဲနင်တို့မြင်ရပါသလားမေးဖြေတို့ဒီအမေရှိတယ်ဆိုဟမ်လက်တွေ့သမားဆိုမတွေ့ဘဲနဲ့ဘာလို့အမေလို့ပြောလဲဘာလို့အမေလို့ပြောဟမ်ပြောမလားနော်ဒီဖြစ်နာလက်တွေ့သမားပြောမလားအေးဒီတော့ဒီလိုလေးပြန်ယုံတဲ့ယုံမှမယ်ဗျာဟာတယ်လေနင်တို့လူငယ်တွေတစ်ဖက်ဆုံးရောက်တယ်ကြားလားအဲ့ပညာရှိစကားခေါ်တယ်ယုံတဲ့ယုံမှမယ်ဗျာဟာတယ်လေတော့လက်တွေ့သမားလို့ကြားလားလုံးမလားလက်တွေ့သမားမလုံးကဲဒီဘက်တော့ခုနအရက်ပြန်ဆက်ဘယ်ပြန်ဆက်မလဲအရက်ကဘာလဲတက်လို့ပါတယ်လေဒါနဲ့ဘုန်းကြီးမေးကြည့်တယ်အဲ့ဒါကအသက်ဟာတက်လို့ဆိုရင်ကဲတကဘုန်းကြီးမေးပါမယ်တက်လို့ရဲ့တက်လို့ဟာဘယ်ကလာတယ်လဲတက်လို့ရဲ့အစဒီဘယ်ကလာပါသလဲမေးရင်လို့ဖြေနိုင်ကြတယ်ဖြေနိုင်တယ်ပေါ့တက်လို့ဘယ်ကလာလဲဖြေနိုင်လားငါပြောမယ်သေးသေးချာချာနာအဲ့တော့မဖြေနိုင်ဘူးဟုတ်ရလားမဖြေနိုင်ဘူးနော်မဖြေနိုင်ဘူးဆိုတော့တကားတော့ကုသိုလ်ရတယ်ဆိုတာဘယ်လိုလုပ်ရလဲဟမ်ရန်တည်တယ်မဟုတ်လားပြောစမ်းတို့ကျမ်းဂန်ထဲမှာမရှိဘူးနော်အေးတက်လို့စားမယ်မပါဘူးဘုရားမဟောဘူးပြလားမှတ်မိလားဒီတော့နင်တို့တက်လို့စားတဲ့ပုဂ္ဂိုလ်တွေဘယ်လိုလုပ်လဲရန်တည်ဘယ်လိုလုပ်လဲမတည်ဘူးလားတည်လားနင်တို့မတည်ဘူးဆိုခုဖြေနိုင်လားမဖြေနိုင်ရင်ဘာလုပ်လဲသူများပြောတန်ကြားနဲ့ကိုယ်စိတ်ကူးရင်လို့ရလားတဏီကိုထင်လို့ဘာတယ်လဲအဲ့လိုစားတာမဟုတ်ဘူးလားအေးမှတ်မိလားခရတက်လို့စားရလားနင်တို့တက်လို့စားတယ်နိမှန်တယ်လားအဲ့ဒါဒီမှာဒါအရင်လေးရှိတယ်ကြားလားဘုရားအဲ့ဒါဘယ်လိုဟောလဲဆိုတော့ပြီးတော့မှအဲ့ဒါလေးပြန်ပြောခုနဘုရားပြန်ပြောတက်လို့ရအစဒီဘယ်ရပါလဲမသိကြဘူးလားဒီဝတ္တကဘယ်ရလာလဲဘယ်လိုလုပ်လာပါသလဲဒီလူမေးเสียမကောင်းဘူးလားအဲ့ဒါလေးမှဒီဝတ္တကဘယ်လိုလာလဲဆိုတော့မြတ်စွာဘုရားတက်လို့ရအစကိုပြောတာနော်တက်လို့ရဘာကိုပြောတာလဲမသိကြဘူးလားဒီဒါမှနင်တို့အစဟုတ်အရင်သိရင်တော့ဒီဘက်ကြတယ်နင်တို့ကိုကြိုက်တယ်လို့ယူလို့ရတယ်နော်အဲ့ဒါသိချာချာအဲ့တက်လို့ရအစဘယ်ရလာလဲဆိုတော့ဒီဝတ္တကလာပါတယ်ဘယ်ရလာလဲဘယ်လိုလုပ်လာပါသလဲဒီလိုမသိကြဘူးလားအဲ့ဒီဝတ္တဒီသံဃာအသိခွဲတဲ့နေရာလာပါတယ်ဘယ်ရလာလဲဘယ်လိုလုပ်လာပါသလဲဒီလိုမသိကြဘူးလားအေးဖယားကြီးမှာ9မျိုးတောင်းတယ်ဘယ်နှမျိုးတောင်းလဲမြတ်စွာဘုရားတဲ့ဘိက္ခုယံဆိုတဲ့ပုဂ္ဂိုလ်ကြီးမြို့ရွာထဲမှာမနေပါသေးနဲ့တောထဲမှာနေပါသေးတယ်ဘာမှနေရမလဲမြတ်စွာဘုရား
မြတ်စွာဘုရားဒေဝဒငါဘုရားရဲ့သားတော်သူတော်တော်တယ်မှာနဲ့နေနိုင်တဲ့မျိုးရွာတဲ့နေနိုင်တယ်ဘုရား2မျိုးခွင့်တယ်ဘုရားဘယ်နှမျိုးခွင့်တယ်လဲဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီလူနတ်ပြမတတ္တဝါတွေချမ်းသာမှုအတွက်ပွင့်တာအလကားပွင့်တာမဟုတ်ဘူးကြားလားဒါကြောင့်မလို့မြို့မှာဆိုတော့ဒီလိုခုတရားဟောမယ်ဘာလုပ်မယ်ညာလုပ်မယ်သူလူမများဘူးလားသာသနာပြုတယ်ဆိုတော့မြို့မှာများတာပေါ့ဟိုတောထဲမှာဆိုတော့တွဲပါအဲ့ဒါကြောင့်ဘုရားဘယ်နှမျိုးခွင့်ပြုပါလဲ2မျိုးအဲ့ဒါလေးမှတ်တာနော်ဟိုဒီဝတ္တသူကတဆောက်တန်းလောက်တာတောထဲမှာပဲနေရမယ်သူကဒါဘုရားမဟုတ်ဘူးပဲဒီပဲသိတယ်ကြားလားဒါကြောင့်ဘုရားလို့ခေါ်ပါတယ်နော်နောက်ဒုတိယနံပါတ်2သွားကြမြတ်စွာဘုရားအဲ့တန်ဃာဆိုတဲ့ပုဂ္ဂိုလ်ဟာဒါကတော့မှသူ့တဲ့ဆုံးမစားပါစေနဲ့ဆုံးခံပြီးတော့ရလားစားပါစေဘုရားဒီဝတ္တငါဘုရားရဲ့လာတော်ဘိက္ခုယံဆိုတဲ့တရားဓမ္မလူချင်းလို့ဖိမှန်တကပြုတဲ့ကျွေးတဲ့ဆုံးကိုလည်းစားနိုင်တယ်ဆုံးခံပြီးတော့တိမ်အယုတ်လအမြတ်မရွေးဒီလိုခံစားရင်လည်းစားနိုင်တယ်ဘုရားဘယ်နှမျိုးခွင့်ပြုလဲ2မျိုးခွင့်ပြုပါတယ်ကြလားနံပါတ်3မြတ်စွာဘုရားဒီတန်ခါဆိုတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းနဲ့မနေပါစေနဲ့ဘုရားတိပင်ရင်ဝါပြောင်းမှနေပါစေဒီဝတ္တငါဘုရားရဲ့သာတော်တိပင်ဝါပြောင်းမှလည်းနေနိုင်တယ်တရားဓမ္မကုသိုလ်လိုချင်လို့ကြောင်းဆောက်ပြီးလို့ရှိရင်အဲ့ဒီကြောင်းနဲ့နေနိုင်တယ်ဘုရား2မျိုးခွင့်ပြုဘယ်2မျိုးခွင့်ပြုလဲနံပါတ်4မြတ်စွာဘုရားအဲ့ဒီတန်ခါဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ဟာသံဃာပါတဲ့ဟင်းကိုမစားပါစေနဲ့သံဃာမပါတဲ့ဟင်းကိုစားပါစေနဲ့သံဃာမပါတာဆိုတော့ဘာလို့ခေါ်လဲတက်တယ်ဘာလို့ခေါ်လဲဒီဝတ္တငါဘုရားရဲ့သားတော်ဘိက္ခုယဟန်ဒီသံဃာပါရာဝတ္တစားနေတယ်မပါရာဝတ္တစားနေတယ်ဘုရားဒီ2မျိုးခွင့်ဘယ်2မျိုးခွင့်လဲဘာလို့လဲဆိုတော့နည်းနည်းစဉ်းစားဒီကားတော့ကိုကြိုက်တတ်တဲ့ဟင်းလေးကိုယ့်အကူချက်စားဒီယဟန်မှုဘာဘူးညာဘူးဒီလိုမှုဘူးကြားလားအဲ့တော့မှယဟန်ဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီသူသားတော်ဘိက္ခုယဟန်နေဒီလူတွေကိုဘာခေါ်လဲတောင်းမပေးဘူးကြားလားလောင်းရင်တဲ့ကုသိုလ်လူချင်းတဲ့ပုဂ္ဂိုလ်တွေကတစုံတယောက်မှအနည်းငယ်များတစုံတယောက်မှလောင်းလိုက်ကိုယ်တော့အောင်စားလို့ရတယ်ဟိုနည်းနည်းလေးလောင်းလိုက်ဟိုကလည်းနည်းများလာတော့ဟောတပါးစားရတော့ပြန်ဒီကုသိုလ်တွေရဝင်းနေဝမဖြစ်ဘူးလားတဖေရဒါလေးဘုရား2မျိုးပြင်ပြရလားဒီတော့ဟဲ့ဒီဝဒအဲ့ရဘုရား2မျိုးဟာဒီကိုကြိုက်တတ်တဲ့ဟင်းလေးချက်စားငါခုနသားငါပါမစားဘူးငါတက်လို့စားတယ်ဆိုတာဒီဘုန်းကြီးကြီးများတယ်မလောဘူးသူလောက်စားတယ်မရှိဘူးကဲပါတော့မလားငါရောမဟုတ်လားဟုတ်ကလားကိုကြိုက်တာလေးဆိုတော့မကောင်းဘူးလားဒီအဲ့လိုသူများချင်းကြီးဟောဒီဘုရားထားရလားနောက်ဘယ်လောက်လဲနံပါတ်ဘယ်လောက်ရောက်ဒါကြောင့်မလို့နံပါတ်4ကိုဘုရားထုတ်ပြပါတယ်သံဃာမပါတဲ့ညင်းနဲ့စားနိုင်တယ်ပါရာဟုတဲ့စားနိုင်တယ်ဘယ်နှမျိုးလဲအဲ့တော့သံဃာပါရာဟုစားနိုင်တယ်မပါရာဟုစားနိုင်တယ်ဆိုတာခြေသားဒီသံဃာပါတဲ့ဟင်းကိုစားလို့ချင်းပတ်တယ်ကိုခေါ်လဲစားလို့တာရလားသူများပေပိတာအသာတပ်ပိတာအသာခေါ်တယ်ဘာမှမပြောနဲ့ရလားအဲ့ပေပိတာအသာတပ်ပိတာအသာကိုစားရင်အပြစ်မရှိပါဘူးတဲ့ဘာမရှိပါဘူးဘာလဲကုသမတတာဟုတ်နော်သူကပေပိပြီလေပေပိမှာစားအဲ့ဒါလေးအယူလေးတွေမလွဲနဲ့ရလားအဲ့ဒါလေးတွေပြင်ပါတမွေနဲ့တော့တဆောက်ကန်းပြင်းနေတာမစားအစွန်းရောက်နေနော်အဲ့တော့ဘုရားဟာအဲ့ဒါကိုပတ်တယ်လို့အပြစ်မရှိဘူးဘုရားကိုယ်တိုင်စားပါတယ်ဘယ်လိုစားလဲနောက်နံပါတ်5ဒီဘက်ကျတော့ပါတယ်သင်္ကန်းဘာလို့ခေါ်လဲမြတ်စွာဘုရားဘိက္ခုယဟန်ဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီတရားဓမ္မသူတန်းတဲ့သင်္ကန်းကိုမဝတ်ပါသေးနဲ့အဲ့တော့ပတ်မကူသင်္ကန်းဆိုတာအရှင်မဲ့အဲ့ဒါလေးတွေဟိုတော့ယဟန်နေကြတော့သူမဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတော့
သွားတယ်သွားပြီးတော့အလျှော့ပြီးတော့ချုပ်ရိုးတွေနဲ့ချုပ်ကြလားဆက်တယ်ပေါ့နော်အဲ့ဒီအဆက်ဒီနဲ့ဆက်ပြီးတော့တစ်ခေါက်ချိုးလိုက်တော့သင်္ကန်းဘာလို့ပြည့်လဲအဲ့ဒါပတ်မယ်ကိုသင်္ကန်းလို့ခေါ်တယ်ဘာလို့ခေါ်လဲအရှင်မရှိအရှင်မဲ့ဖြစ်ပြီးပေါ့ကြလားအေးအဲ့ဒါခုကြတော့ဘုန်းကြီးတွေအတုနင်တို့တရားဓမ္မကြီးလူတာကတော့အဆက်ဒီမတွေ့ဘူးဒါအတုခေါ်တယ်ဘုရားကတော့အစ်စ်ပေါ့ကြလားအဲ့တော့တရားဓမ္မကုသိုလ်လိုချင်လို့လူလို့ရှိရင်တော့ဝို့ယုံသုံးဆောင်နိုင်တယ်ဒါမှမဟုတ်ချင်းအဲ့ဒီလိုခေါဏကပတ်သက်ကူသင်္ကန်းဒီလိုတက်ကိုယ့်အကူချုပ်ပြီးတော့ချုပ်ပြီးတော့ဒီလိုတက်ဝတ်နိုင်တယ်ဘုရားဘယ်နှမျိုးလဲသဘောပေါက်ရလားအေးအဲ့ဒီဒီဝတ္တကြီးဘာဖြစ်သွားလဲအဲ့ဒါသံဃာအသင်းခွဲတော့မြည်မြူသွားတယ်ဘယ်ရောက်သွားလဲခုဘယ်ရောက်သွားလဲငရဲကြီးမှာဘယ်ရောက်သွားလဲအဲ့တော့နင်တို့အရက်ကတက်လို့ဆိုရင်ရလားနေဆရာဘယ်မှာရှိလဲဒီဝတ္တငရဲဘယ်ရှိလဲအဲ့ဒီကိုသွားရုံရလားဘာမလုပ်အရက်တက်တော့သွားမှာရလားဘာမကောင်းဘူးဒီလိုခုဒီတက်တာလောကသူကဘယ်သူမှရံမချဘူးအကူစားရလားဒီတော့အဲ့ဒီတက်လို့ကိုပြန်ရှင်းအောင်အဲ့ဒီတက်လို့ကနင်တို့တက်လို့စားရင်လည်းတော့အပြစ်ရှိတယ်ဘာရှိလဲနောက်တန်းငါစားရင်အပြစ်ရှိတယ်တန်းငါစားရင်ဘာဖြစ်လဲအေးဘယ်လိုလုပ်စားသလဲဘယ်လိုပြစ်ရှိလဲနင်တို့ဒီအစာစားတဲ့နေရာမှာရလားခုနပါလဲဒီတက်လို့စားတယ်ဒီရင်ကြီးကောင်းလိုက်တာငါကြိုက်လိုက်တာငါတက်လို့က3မျိုး4မျိုး5မျိုးဒီလိုချက်ကျွေးတဲ့င်းကြီးကအများကြီးစားလို့ကောင်းတယ်ဒီလိုမရှိဘူးလားအဲ့ဒါစားလို့ကောင်းတော့ဘာလို့ခေါ်လဲလောဘလို့ခေါ်တယ်ဘာလို့ခေါ်လဲစားလို့ကြတယ်စားလို့ယူရင်လောဘဘာလို့ယူရလဲလောဘငါတက်လို့စားပါလျက်ကတည်းကငါ့ကိုပြေးလျက်တစ်ခွက်ပဲကျွေးတယ်နှစ်ခွက်ပဲကျွေးတယ်စားငါမြန်ပြီဒီဥစ္စာစားပေါ့ပြန်ပြီဆိုတော့ဒေါသတွေဖြစ်မနေဘူးလားတက်လို့တော့စားတယ်နော်ဒေါသတွေဖြစ်ဒေါသဖြစ်တော့ဘာဖြစ်လဲဟမ်အကုသိုလ်လောဘနဲ့ဒေါသဒီကုသိုလ်လားအကုသိုလ်မနေလို့သိရင်ဘယ်ရောက်လဲဘယ်ရတာလဲစားတဲ့နေရာတက်လို့စားတဲ့နေရာအရင်ဟုတ်လားဒီလိုသားငါစားတဲ့ပုဂ္ဂိုလ်တွေထိုနည်းတူသွားပဲကောင်းတယ်ဆိုတော့လောဘခေါ်တယ်ဘာလို့ခေါ်လဲငါမကြိုက်တဲ့ဟင်းတွေးရမလားဆိုတော့ဒေါသတွေဖြစ်နေပြန်တော့ဘာဖြစ်လဲအကုသိုလ်ဖြစ်ပြန်တယ်ဘာဖြစ်လဲအကုသိုလ်ဆိုတော့လောဘနဲ့ဒေါသတွေအကုသိုလ်မဟုတ်ဘူးလားမနေလို့သိရင်ပဲသွားလဲငရဲကြလားအဲ့ဒါစားတဲ့နေရာမှာလောဘဒေါသမဖြစ်ရဘူးလောဘဒေါသမောဟဒီ၃မျိုးရှေ့ကြမှာဒါခွဲလို့ရပြီခွဲလို့လူတွေကဟောတယ်ဒီလောက်ပဲနာရလားအေးသဘောပေါက်ရလားအဲ့တော့တက်လို့စားရင်လည်းခုနရသမျှလေးနဲ့ရောင်ရဲလိုက်ခြင်းဒါကုသိုလ်ခေါ်တယ်ရလားတာငါစားလို့ရှိရင်လည်းပဏ္ဏကုတပိတအသာစားလို့ရှိရင်လည်းရောင်ရဲလိုက်ရသမျှလေးနဲ့ရောင်ရဲတယ်ဆိုတာခီးမများဘူးတောက်တော့ရလားအဲ့ဒါနဲ့ရောင်ရဲရင်ဘာလို့ခေါ်လဲကုသိုလ်လို့ခေါ်တယ်ဘာလို့ခေါ်လဲမကြိုက်ဘူးဒေါသတွေလောဘတွေဖြစ်နေရင်ဘာဖြစ်လဲအာကုသိုလ်တက်လို့စားရင်အာကုသိုလ်တာငါစားရင်အာကုသိုလ်သဘောပေါက်လားအေးမထူးဘူးနော်ဒီနှစ်ခုကမကွဲဘူးနော်အေးအတူတူပဲနော်အေးဟုတ်ပြီရှင်းလားကဲရှင်းရင်ဒီဘက်သွားကြမြတ်တဆုတ်နာသားသွားကြအဲ့ဒါလေးရှင်းသွားတော့မြတ်တဆုတ်နာသားသွားမြတ်တဆုတ်နာသားဆိုတာဘယ်လိုတော့တို့နတ်ပြည်ကြတယ်လေဒီနတ်ပြည်ကြတော့နတ်သမီးတွေကသိညာကြားလားနတ်သမီးတွေကသိများတဲ့အခါကျတော့တချို့နတ်ဘုံဗိမာန်ကြီးဟာနတ်သားတောင်မရှိဘူးဟုတ်ပြီရှာဘာမရှိဘူးလဲနတ်သားမရှိဘူးဒီကနတ်သမီးတွေအစင်းဩဒီပြင်ဘုံဗိမာန်နေကြတာနတ်သားနတ်သမီးနဲ့စူးစူးပြီးပြီးနဲ့ပြောပွားပါတို့ဘုံဗိမာန်ကြတော့နတ်သားတက်ရောက်တော့မရှိပြင်းချောက်ဒီတော့ဘာကြောင့်လဲဆိုတော့နတ်သမီးတွေစုဝေးပြီးတော့တရားမင်းကြီးသွားပါလေဘယ်သွားလဲ
အတင်းတရားမင်းဒီပြင်းဘုံမိတ်မှန်နေကြတာနတ်သားနဲ့နတ်သမီးနဲ့ပြောပါပါလို့နှုတ်တို့ရဲ့ဘုံမိတ်မှန်ကြတယ်နတ်သားတယောက်မှမရှိဘူးအဲ့ဒါဘာကြောင့်ပါတော့အတင်းနတ်သမီးမပူနဲ့9ရက်မြောက်တဲ့အခါကျတော့နတ်သားရောက်တယ်ဘယ်တော့မှရောက်မယ်အတင်းတရားမင်းအဲ့ဒီနတ်သားဘယ်ရလာပါတော့လူပြည်ရဘယ်ရလာဘူးဘယ်မှာနေတယ်ကျောင်းကြီးကဆရာကြီးပဲဘယ်မှာနေလဲလူနူကြီးတယ်ဘာတယ်လဲနတ်သားဘလို့ရရှာလဲသင်တာနော်ဒီအဲ့တော့မှအဲ့ဒီလူနူကြီးဟာ9ရက်မြောက်တဲ့အခါကျတော့ဟောဒီကျောင်းဆရာပေါ်ကမူပြီးတော့အောက်ကမန်ကတနဲ့ငါဒီကျောင်းမှာအိတ်လိုက်စားကောက်ပြီးတော့အဲ့တော့ငါဒီကနီးပြီးထိတ်လန့်ပြီးကုသကောင်းမှုလုပ်မယ်ဆိုတော့ခါနဲ့မြတ်တဲ့ပင်ကြီးဆွဲလို့လက်တဆုပ်တဲ့မြတ်တဲ့ပင်နဲ့ရအောင်အဲ့ဒါသိအဲ့ဒါအတင်းတို့ရဲ့ဘုံဗိမာန်မှာနတ်သားလာဖြစ်မယ်ဘာလာဖြစ်မယ်နတ်သူပြောသွားအဲ့လာတဲ့အခါညအကာလအခါကျတော့လူကြီးဆင်းပါလေအယောင်လင်းပြီးဘယ်ဘုံဗိမာန်ရဘယ်ပုဂ္ဂိုလ်တော့ကျွန်တော်နတ်သမီးပဲအတင်းနတ်သမီးဘာဖြစ်တာကြီးအတင်းနတ်သားလောင်းလို့လာကြည့်တာလေဟာအတင်းနတ်သမီးကျုပ်ကဘယ်လိုကောင်းမှုကုသိုလ်မှမရှိပါပဲလေဘယ်လိုလုပ်နတ်သားဖြစ်မှာတော့တရားမင်းကမပူနဲ့တဲ့တရားမင်းက9ရက်ပြောက်တဲ့အခါကျတော့ကြောက်တော်မူပြီးတော့ကြာသတိရတဲ့အခါကျတော့ဓမ္မကရမြတ်တပင်းကြီးဆွဲလို့တော့လက်တဆုပ်ရအဲ့ကုသိုလ်ကောင်းမှုကြောင့်အတင်းအကျုပ်တို့ရဲ့ဘုံပိတ်မှာနတ်သားလာဖြစ်မယ်လေဘာလာဖြစ်မယ်အနုရပြောသွားနတ်သမီးတဲ့နတ်မနဲ့မိုးတော့4အခါကျတော့အဲ့ဒီလူကြီးဟာလဲ9ရက်9လမြတ်တပင်းကြီးနှုတ်ရှင်းပိုက်ပလိုက်ဒီစုကျုံပါညာဆိုတာဒီကြောင်းဆိုတာကြောင်းကမရဘူးသူတော်ကောင်းတွေနေတာအဲ့တော့အလုံးရလားအဲ့တော့9ရက်တဲ့မြောက်တော့အဲ့လူ9ရက်မြောက်လူကြီးကိုနတ်သမီးဆောင်နေပါတော့နတ်သားလာသေးလားအဲ့တော့မှမကြည့်နတ်ဘုရားမီးပြောတယ်ဒီတရားမီးအဲ့ဒါ9ရက်မြောက်ပြီအချိန်နဲ့ငတ်လင်သွားပြီခုထိနတ်သားမလာပါလားဘယ်အတွက်ပါတော့အတင်းနတ်သမီးလူပြေသွားသလားသွားပါတယ်ဒီလိုပြောတာပြောမှုပါလေဒါကြောင့်မလို့ဒီမြတ်တဲ့ဆောက်ရကုသကောင်းမှုကြောင့်အတင်းတို့ရဲ့ဘုံပိတ်မှာနတ်သားလာပြီကိုက9ရက်9လီကုသိုလ်ကောင်းမှုတွေလုပ်သွားတဲ့အခါကျတော့အတင်းတို့ရဲ့ဘုံပိတ်မှာပျော်တက်သွားပြီလေနတ်သားပဲရောက်သွားတယ်ကြော်တက်များတာကိုပေါ့ရလားကြော်တက်သွားအဲ့တော့မှနတ်သမီးကလက်တော့ဘုံပြက်တယ်ဆိုတာအဲ့ဒါကိုပြောတယ်သူကတတိပေးလိုက်တော့ဟုတ်တယ်အများကြီးလောက်တာသဘောပေါက်ရလားဟုတ်ပြီခုငါပါဟောလေပြတ်သက်ဆုပ်တာဒါပါဟောလေနောက်ပါဟောမယ်ပြောသေးတယ်ခုနငရဲနဲ့လည်းခေါ်လိုက်ငရဲရလားအဲ့ဒါလေးအရင်ခေါ်လိုက်နားလဲငရဲဆိုတာဘာမှမသိအဲ့တော့ငရဲဆိုတာဘယ်လိုပါလဲပြန်သွားပြငရဲဆိုတာငရဲဟာဘယ်လိုများဆင်းရဲပါတဲ့ဗျာဘုရားပြီးဘယ်လိုပြီးလဲဒီတော့ငရဲဆင်းရဲပုံယောဂီတွေသိတယ်ဟုတ်လားအဲ့ဒါလေးပြောခြေသာငရဲဆင်းရဲပုံပြောဖို့မလွယ်ဘူးတဲ့ဘာလဲငါဥပမာနဲ့ပြောမယ်တဲ့ဘာနဲ့ပြောမလဲဥပမာတို့ဟိုတုန်းကတကိုးနေပြီတကိုးဟိတရလားဘယ်လိုလုပ်တတ်တယ်လဲဆိုတော့တကိုးမိပြီဒီပုဂ္ဂိုလ်ကိုသူပဲသုတ်တန်ချုပ်ပြီးတော့လက်ဝကတိုင်မှာအဲ့လက်ဥပ္ပတိပဲကာယကြီးရိုက်ခြေရောက်နှစ်ဘက်ဥပ္ပတိပဲတတ်မှုလေးနဲ့ရိုက်လိုက်တယ်လေလေးပဲနှစ်ဘက်လည်းရှင်ဝအောင်တဲ့တဲ့တတ်မှုနဲ့ရိုက်5ချက်ဘယ်နှချက်လဲအဲ့မှာတကူကတခါတည်းတဖြည်းဖြည်းသိရဆင်းရဲမဆင်းရဲဘူးခြေသာအဲ့ဒီတကူကမသိသေးဆိုရင်နောက်ထပ်မှန်ချက်တရားနဲ့ထုတ်ချင်းပေါ့ကိုထိုးချလာ
ပေါက်သွားလားမနာဘူးမပင်မဘူးလားမဆင်းရဲဘူးလားခံရဲလားအဲ့ဒါငရဲနော်သွားမရဲဘူးဟုတ်လားအေးခြေသားတဲ့ဒါမှမကသေးဘူးနောက်ကြံနေတဲ့အသားလေးတွေကိုတဲ့ထုတ်ချင်းပေါအောင်လှန်ချက်တရားနဲ့ထိုးလိုက်အောင်လှန်ချက်200ပြည့်သွားပြီဘယ်နည်းလဲမနာဘူးလားမပင်မဘူးလားမဆင်းရဲဘူးလားခံရဲရလားအေးမသွားနဲ့ရလားအေးခြေသားတဲ့ငရဲဟာဒါမှမကသေးဘူးဒီလေးဘက်လေးကံမှာရှိနေတဲ့အသားလေးတွေနောက်ထပ်လှန်ချက်တရားနဲ့ထိုးလိုက်အောင်ထုတ်ချင်းပေါလှန်ချက်300ပြည့်လှန်ချက်ဘယ်လောက်လဲအေးမနာဘူးလားမပင်မဘူးမဆင်းရဲဘူးလားခံရဲသလားအေးခြေသားအဲ့ဒီငရဲဆိုတာအဲ့ဒါတဲ့အစပေါင်းများစွာဆင်းရဲတာကိုငရဲလို့နားလည်လားအေးအဲ့ဒါတဲ့အစပေါင်းများစွာဆင်းရဲတာကိုဘာလို့ခေါ်လဲငရဲနားလည်ဗလားအေးငရဲအဲ့တော့ငရဲဆင်းရဲဖို့နောက်တစ်ခုတရားများဖို့ဘာဟောမလဲတရားများဖို့အဲ့ဒါလေးမှတ်တာတရားကြီးများပါလေပါတယ်လေနောက်တစ်ခါလဲပြောတရားများပုံဟောပြီးရင်ဘာဟောကောင်းကင်ဘုံကဘုရားဟောဘာဟောမလဲအေးကောင်းကင်ဘုံဘုရားရလားအေးအဲ့ဘုရားကြီးကများပါတယ်ပါတယ်လေဘုရားကြီးကများတယ်ဘယ်လိုများလဲမြတ်စွာဘုရားတင့်တော်တင်ကြရှိစေတာမြတ်စွာဘုရားသည်ဒီသစာယီတွားဖြစ်တဲ့အခါကျတော့ဤကုန်းရောရောက်အဲ့ဤကုန်းသားတွေကမေးတယ်မြတ်စွာဘုရားဘုရားကြီးကမြတ်တရားမှန်တယ်ငါတရားမှန်တယ်အဲ့ဒါအရှင်ဘုရားဂေါရမဘုရားအရှင်ဘုရားတရားမှန်တယ်လို့ဒီလိုပြောမှလားဘယ်သူကမေးတယ်တိတိကျကျနာနော်ဒုံနာမေးဂေါရမဘုရားဘာပြောလဲခြေသားတဲ့ဘသူပြောတာမှမယုံနဲ့လေဘာတယ်လဲကတုဘုရားဘလောက်သိစင်လဲဒီရလားဘသူပြောတာမှမယုံမကောင်းဘူးအေးဘသူပြောတာမှမယုံဒါမဲ့မြတ်စွာဘုရားဘသူပြောတာမှမယုံနဲ့ဆိုရင်တပြည့်တော်ညီကုန်းသားတွေကမြတ်စွာဘုရားရဲ့တရားကိုမှားတယ်မှန်တယ်ဆိုတာဘယ်လိုလုပ်ဆုံးပြမှာတော့ဘုရားဒီလိုထပ်ပြီးရလားဒီလိုနားလည်အောင်ပြောရင်တော့ဒီညီကုန်းသားအလွန်ဘူးတတ်နေတယ်ဟုတ်ပြီအဲ့ဒါတရားဆိုတာအလွန်နဲ့သိပြီးလူကြီးအဲ့လောက်နဲ့တဲ့တရားကိုမှားတယ်မှန်တယ်ဘယ်လိုလုပ်ပြီးမှာတော့ဒီလိုပြီးတယ်ပေါ့ရလားဒီဘုရားဘာပြောလဲဆိုတော့ခြေသားမိမိခန္ဓာကိုယ်မှာဓွာရ6ပေါက်ရှိတယ်ဘာရှိလဲလို့ခန္ဓာကိုယ်မှာအပေါက်6ပေါက်မရှိဘူးလားစားလို့ဓွာရနမ်းပေါက်နော်မျက်လုံးပေါက်နားပေါက်သဘောပေါက်လားအဲ့ဒါကိုခြေသားအဲ့ဒါကိုမိမိခန္ဓာကိုယ်ကပြောရင်ရောဘယ်သူကပြောရင်ရောလဲအဲ့ဒါဒီမှတ်တာအစာလေးရေးတာအဲ့ဒါနောက်အကောက်ထက်24ရက်ချိန်မှာဘုဒ္ဓချက်ချက်နားလိုက်ရေးထားလိုက်24 25ကတိတော့သွားကြအဲ့တော့တရားကြီးများဘာတွေကများလဲနောက်တစ်ခုပြောတို့တရားကဘာနဲ့အလားသဏ္ဍာန်တူလဲဒီလိုကိုးကောင်လေးတွေမရှိလိုက်ရှိတယ်အဲ့ဒီကိုးကောင်လေးတွေဟာပတ်လာပြီးဆိုရင်ချက်ကလေးစားရင်ကလေးစားတယ်ကိုဝါစားတယ်ဒီဟာစားတယ်ကောင်းဘေးကောင်းကြီးကစားတာမတွေ့ဘူးလားအဲ့ဒါကိုသူများပါဆက်တဲ့လမ်းဆုံးနေဟောတယ်ဘာလမ်းဆုံးလဲအဲ့ဒါဘာကောင်လေးတွေလဲတရိစ္ဆာန်ဟောတယ်ဘာကောင်လဲအဲ့ဒီတရိစ္ဆာန်လေးတွေကဗမာလမ်းဆုံးမှာလည်းမေးဖြစ်တယ်ဟမ်သူများပါဇက်ထဲမှာလမ်းဆုံးနေနားလည်တယ်နော်တိတိကျကျနာနော်
ဘယ်မှာလမ်းဆုံးလဲသူများပါဇက်ထဲမှာလမ်းဆုံးတဲ့ပုဂ္ဂိုလ်ကဘာတယ်လဲဒိဋ္ဌာဘောပါလားဒိဋ္ဌအဲ့တော့အဲ့ဒါနားလည်ရင်ကတိပဲသွားကြတော့ဘာကဘာဟောဖះများပါဘာဟောလဲဖះများဖះဘယ်လိုလဲဖះများခဏငါပြောတဲ့စကားလေးပါလိမ့်မယ်ဘယ်သူပြောတာမှမယုံနဲ့နော်ဖះပြောတာဘာတယ်လဲဘယ်သူပြောတာမှမယုံနဲ့ဒီတော့သူများပြောတာယုံရင်ဘယ်လိုဖြစ်မလဲသဘောပေါက်တယ်နော်မယုံအောင်ဘူးနော်ဘယ်သူပြောတာမှမယုံနဲ့ဖះစကားနော်ဘယ်သူစကားလဲဟုတ်ပြီကတိပဲသွားကြသူကငါပါဟောတယ်ဖះများဖို့ဟောကြတယ်ဖះများဖို့တိတ်တိတ်ချာချာနဲ့ဖះများဖို့မြန်မာတတ္တမွန်လေးဝကလား60ရှမ်း30တတ္တဆိုတာ9မျိုးဟုတ်လားလူမျိုး100နဲ့တစ်ပါးရှိတယ်လူမျိုးဘယ်လောက်ရှိလဲ100တစ်ပါးလူမျိုး100တစ်ပါးမှာတို့ဖះဆိုတာတကူကြီးတယ်ဖះပါတယ်လေဖះဆိုတာတကူကြီးမြို့ဘယ်လိုလဲဆိုတာတကူဘယ်လိုလုပ်ကြီးပါမင်းတို့လူပြောနေတာလှလူဘာပြောလဲနင်တို့တလောက်တဲ့နားလဲထပ်ပြောဘယ်လိုလုပ်လှသလဲဆိုတော့မြေလုံးသမုတ်တရားကနားလဲမလဲဘူးဆိုရင်ဥပမာဆိုကြတယ်ဟိုချစ်သူကြည့်လို့ရှိရင်ကြည့်လို့မဝဘူးမြေလုံးကကြည့်လို့ဝရတယ်အဲ့ဒါသမုတ်တရားဘာလို့ခေါ်လဲသမုတ်တရားကြီးမြင့်ငယ်900မြင့်ကြီး900စီးဆင်းလာတဲ့ရေတွေပြည့်ဖြိုးတဲ့ရှမ်းတက်သွားတယ်ဖြစ်ရလားကိုချစ်သူများကြည့်လို့ရှိရင်အဲ့လိုကြည့်လို့မဝဘူးလေဘာတယ်လဲဖះဆိုတာလည်းတို့လူပြောရင်တိတ်လှတိတ်ချောကြည့်လို့မဝဒါကိုပြောကြတယ်ကြလားဘာလို့လဲလှဘာလို့လဲတိတ်လှတိတ်လှတော့ဖះဆိုတာဘာတတ္တဝါအတွက်ကိုလူတော်ကိုလည်းတတ္တဝါလည်းအတွက်ကိုပြောဘယ်လိုကိုလဲဆိုတော့မြတ်စွာဘုရားဒီဘုရားဖြစ်ပြီးဒီလူနတ်ပြမတတ္တဝါအတွက်ပွင့်ဘုရားတဆူပဲပွင့်ဘုရားဘာလဲလူလောကနတ်လောကပြမလောကကြီးမှာဘုရားတဆူပဲရှိပါတယ်ဘယ်နှဆူရှိလဲဘာလို့လဲတဆူပဲပွင့်ဘာလို့လဲနှစ်ဆူရှိရင်ဘုရားမဟုတ်ပါဘူးတဲ့ဘာလဲအကဲတန်ဒီများဘုရားနှစ်ဆူပွင့်ပြီဆိုရင်ဒီလောကကြီးဖယုဖယပျက်စီးသွားနေပါပဲဘာလဲဘာလို့လဲတကူကြီးဘာလို့လဲနင်တို့နည်းနည်းလေးယုံတော့တဲ့စကားဘာပြောရမလဲနင်တို့လူဟာယဟန်စာဖြစ်တယ်လို့မကြဘူးလားအဲ့ဒါသိရခါကြလားတရက်ပဲခါလောက်ခါဘာကြောင့်မခံပါတယ်မြန်မြန်သေးပါတယ်ဗမာလူပြောရင်လေကြလားဘာကြောင့်ပြိဋိဘံပြုပါတယ်မြန်မြန်ကြလားလူရဲ့အဝိဟာမတန့်ရှင်းဘူးလေဘာလဲအကြောင်းအကျနွယ်ပါညာအလှပညာတော့တဲ့တို့မိန်းကြီးလေးတွေဝတ်တဲ့ဝိမျိုးတွေကြလားအဲ့လိုအဝိမျိုးဟာဘယ်လိုလဲကာမဂုဏ်ခံထားတဲ့ဝိကောတယ်ဒုစလို့ဆိုကြလားအဲ့ဒါကိုမတန့်ရှင်းလို့အဲ့ဒီယဟန္တာဟာမြန်မြန်ပြိဋိဘံပြုပါတယ်အဝိကဘာဖြစ်လို့မတန့်ရှင်းလို့ဘာလို့လဲအသင်္ကန်းကြတော့တန့်ရှင်းသင်္ကန်းဘာလဲဘယ်လိုလုပ်တန့်ရှင်းပါသလဲဆိုတာဒါကာမဂုဏ်မခံစားတဲ့အဝိဆိုတာအဲ့ဒီအဝိမျိုးကိုတန့်ရှင်းတယ်မြတ်တယ်ဒီလိုခေါ်တယ်ကြားလားသဘောပေါက်လားဒါကြောင့်အဲ့ဒီအဝိမျိုးနဲ့နေနိုင်ပါတဲ့သဘောပေါက်လားအဝိမျိုးကြတော့မနေနိုင်ပါဘူးတဲ့ကြားလားအဲ့ဖယားဆိုတာလည်းသူနိတူသွားပဲအဲ့ဒီလောကကြီးမှာတဆူပွင့်ရင်ပြုဖယားဟောဒီလောကကြီးပျက်စီးသွားနိုင်တဆူပဲပွင့်ပါပဲဘယ်နှဆူပွင့်လဲဒါနဲ့ဖယားတွေကအခုများတာပဲလူပါလဲဒီလိုမသိတယ်ဟုတ်လားမေးစရာအောင်မကောင်းလားဖယားဆိုတာတိတိကျကျနာခုနလူမျိုးဘယ်လောက်ရှိလဲ100ပါးရှိဘယ်နှပါးရှိလဲ
အဲ့လူမျိုးတရားနဲ့တပါးဒီကလားဆိုတာလေအသားမင်းကြလားဒီဖရာဟာဖရာဆိုတာတတ္တဝါသဘောကြည်လင်ပြီးလျောညီတွေစိတ်ကိုညှို့စီကြလားဘဒုကြည်ဒီဖရာကိုတိတ်ကတိတ်ချော့တိတ်လူချင်းနေပေါ့လူချင်းနေဆိုတော့ဖူးချင်းနေပေါ့ဗမာလိုပြန်တော့ကြလားအဲ့လိုဟာမျိုးအဲ့ဒါဖရာလို့ခေါ်တယ်အဲ့တော့ဒုကလားနဲ့တူရင်ကောင်းပါပဲကလားဖရာဖြစ်သွားတယ်ဘာဖရာဖြစ်သွားနင်တို့တရုတ်ကအသားဖြူရင်လှပါလေမလှဘူးလားအဲ့တော့တရုတ်ကအသားဖြူတော့လှတော့ဒီဖရာအသားဖြူရင်ကောင်းပါပဲတရုတ်ဖရာဖြစ်သွားဘာဖရာဖြစ်ဗမာမဖြူမညူဘူးကြလားတို့ဗမာနဲ့တူရင်ကောင်းပါပဲဗမာဖရာဖြစ်သွားဘာဖရာဖြစ်သွားနတ်ကြတော့တို့နတ်နဲ့တူရင်ကောင်းပါပဲနတ်ဖရာဘာဖရာလဲအဲ့ဒီဖရာဆိုတာအဲ့လူမျိုးတရားတစ်ပါးကိုလိုက်ရောညီတွေပြုတ်စီတယ်ကြလားအဲ့ဒီဘာလို့လဲတပ်ပဲလို့လှလို့ပေါ့သဘောပေါက်လားဒါကြောင့်ဖရာဟာကလားဖရာလည်းမဟုတ်ဘူးဗမာဖရာလည်းမဟုတ်ဘူးကြလားတရုတ်ဖရာလည်းမဟုတ်ဘူးကြလားဖရာတဆူပဲရှိပါတယ်ဘယ်နှဆူရှိလဲအဲ့ဒီဖရာကြီးခွဲတာဘယ်သူခွဲလဲကိုယ့်ဟာကိုယ်ခွဲပါတယ်ဘယ်သူခွဲလဲကလားရတယ်ကလားခွဲပြတာငါတို့ကကလားဖရာကွာဟိုဗမာလည်းဗမာဖရာကွာတရုတ်ကလည်းတရုတ်ဖရာကွာဆိုတော့ဖရာကြီးများမသွားဘူးလားအဲ့ဒါကိုယ့်ဟာကိုယ်ခွဲတာနော်ရှင်စစ်ကတဆူပဲရှိတယ်ရှင်စစ်ကပါတယ်လေပွင့်တာဘယ်သူအတွက်ပွင့်လဲလူနဲ့မြမတ္တဝါအလုံးအတွက်ပွင့်တယ်ဗမာအတွက်ဒီလိုမဟုတ်ဘူးကလားအတွက်ဒီလိုလည်းမဟုတ်ဟိုတရုတ်အတွက်ဒီလိုလည်းမဟုတ်အလုံးအတွက်ပွင့်တာသဘောပေါက်လားအဲ့ဒါကိုဖရာလို့ခေါ်တယ်ကြလားအဲ့ဒါကုန်ကဲ10မိနစ်အားလာချေကဲတော့ပြီးတော့မပြန်ဘူး